ဘာနိုင်ငံရေးစီးပွားရေးလောကကိုလွှမ်းမိုးထားတဲ့အမည်တစ်ခု Best Myanmar Group နဲ့ AY Financial Group ရဲ့တည်ထောင်သူဘဏ္ဍာရေးဆောက်လုပ်ရေးဟိုတယ်လုပ်ငန်းတွေမှာကြီးမားတဲ့ empire တစ်ခုကိုတည်ဆောက်ထားတဲ့သူဒီလိုအင်အားကြီးတဲ့လုပ်ငန်းရှင်တစ်ခုရဲ့စမှတ်ကဘယ်ဆလာခဲ့တာလဲငယ်စဉ်ကဘောလုံးတစ်လုံးတော်ဝယ်ပြီးမကန်နိုင်ခဲ့တဲ့စင်းရင်သားဘဝကနေမြန်မာပြည်ရဲ့ထိပ်တန်းဘီလီယံနာကိုဘယ်လိုရောက်ရှိလာခဲ့တာလဲဒီနေ့မှာတော့မမောမပန်းသောဇွဲလုံးလားနဲ့စူးစမ်းခဲ့တဲ့ဦးဆွဆွဲရဲ့အထုပ်ပတိနဲ့အောင်မြင်မှုလမ်းကြောင်းတွေကိုဖော်ပြပေးသွားမှာဖြစ်ပါတယ်စပြောမယ်ဆိုရင်တော့ဦးဆွဆွဲရဲ့လုပ်ငန်းတွေကဘိုက်ခိလည်းမဟုတ်ခဲ့ပါဘူးစမှတ်တဲ့အခက်အခဲတွေနဲ့ပြည်နေနေခဲ့တာပါ။သူက1990ခုနှစ်မြန်မာနိုင်ငံရဲ့အကူးပြောင်းကာလစီးပွားရေးချီနေတဲ့ဂျာနယ်မှာရုန်းကန်ခဲ့ရတဲ့သူဖြစ်တယ်။သူ့ရဲ့လုပ်ငန်းတွေကတော့အခြေခံ contractor လုပ်ငန်းနဲ့တစ်လုပ်ငန်းတွေကနေပြီးတော့စတင်ခဲ့တာ။အဲဒီခေတ်တုန်းကအစိုးရနဲ့ချိတ်ဆက်ပြီးလုပ်ခဲ့တဲ့စီးပွားရေးလုပ်ငန်းတွေမှာလည်းပါဝင်ခဲ့တယ်။အမြင်မှုရဖို့အတွက်အခွင့်အလမ်းတွေကိုအမိအယဆုပ်ကိုင်ဖို့ပြီးတော့လုပ်ငန်းတွေမှာစနစ်တကျရှိဖို့ဆိုတဲ့စိတ်ဓာတ်နဲ့အလုပ်တွေကိုမနာမနေစူးစမ်းခဲ့ပါတယ်။ဒီအချိန်ကခက်ခဲဆုံးစိန်ခေါ်မှုတွေကတော့နိုင်ငံတကာရဲ့စီးပွားရေးပိတ်ဆို့မှုတွေကြားမှာရပ်တည်နေရတာပဲဖြစ်ပါတယ်။ထောင်ပြည့်နှစ်ကျော်မှာဦးစောစောကအမေရိကန်ရဲ့စီးပွားရေးပိတ်ဆို့မှုစင်းမှာတော့ပါဝင်ခဲ့ပါသေးတယ်။ဒါပေမဲ့အဲ့ဒီခက်ခဲတွေသူ့ရဲ့စိတ်ဓာတ်ကိုပို့ပြီးတော့ခိုင်မာလာစေခဲ့ပါတယ်။အလှည့်အပြောင်းကတော့မြန်မာနိုင်ငံရဲ့စီးပွားရေးစတင်ပွင့်လင်းလာတဲ့2010ခုနှစ်ဝန်းကျင်မှာပဲဖြစ်ခဲ့ပါတယ်။ဦးစောစောကရိုးရစီးပွားရေးကနေပြီးတော့ဗန်နာရေးကဏ္ဍကိုပြောင်းရွှေ့ဖို့မဟာဗျူဟာကျတဲ့ဆုံးဖြတ်ချက်ကိုချခဲ့ပါတယ်။2010ပြည့်နှစ်မှာ ARD ဘဏ်ကိုစပြီးတော့တည်ထောင်ခဲ့တယ်။အဲ့ဒီတိုးတောင်းတဲ့ကာလမှာပဲ ARD ဘဏ်မြန်မာနိုင်ငံရဲ့အကြီးဆုံးပုဂ္ဂလိကဘဏ်တွေရဲ့တစ်ခုကိုဖြစ်လာခဲ့တာ။အဲ့ဒီအောင်မြင်မှုကဦးစောစောရဲ့စီးပွားရေး empire ကိုအခိုင်အမာဖြစ်စေခဲ့တယ်ဆိုလည်းမမှားဘူး။အဲ့ဒီနောက်မှာတော့ဟိုတယ်နဲ့ခီးသွွားလုပ်ငန်းဆောက်လုပ်ရေးအခြေခံအဆောက်အဦစတဲ့ကဏ္ဍမျိုးစုံကိုဖြန့်ကျက်ရန်နေပြီးတော့ Mass Myanmar Group ကိုဖွဲ့စည်းတည်ထောင်နိုင်ခဲ့တယ်။ Mass Myanmar Group ဆိုတာလည်းသိတဲ့အတိုင်းပဲကျွန်တော်မြန်မာနိုင်ငံမှာမသိသူမရှိတဲ့ Mass စီဆိုင်အားလုံးမျက်စိတွေမှာမြင်တယ်။ဦးစောစောစီးပွားရေးကဏ္ဍမှာလည်းမဟုတ်ပါဘူး။လူမှုရေးကဏ္ဍမှာလည်းအရေးပါတဲ့ပုဂ္ဂိုလ်တူပါ။သူကမြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ် MFFA ဥက္ကဋ္ဌအဖြစ်လည်းတာဝန်ယူခဲ့ပြီးတော့မြန်မာဘောလုံးလောကရဲ့တိုးတက်ရေးအတွက်ငွေကြေးစိတ်သက်နဲ့အချိန်ကြီးများစွာကိုပေးဆက်ခဲ့သူဖြစ်ပါတယ်။မြန်မာမှာလည်းမဟုတ်ဘဲနဲ့အာဆီယံမှာလည်းဒုတိယဥက္ကဋ္ဌတာဝန်ကိုသူယူထားတာဖြစ်ပါတယ်။အဲ့ဒါပြင်သူ့ရဲ့လုပ်ငန်းစုကတဘာဝဘေးရန်တွေရဲ့ကူညီမှုနဲ့ပညာရေးတွေကျန်းမာရေးဆိုင်ရာလူမှုအကျိုးပြုလုပ်ငန်းတွေပါလို့လည်းတက်ကြွစွာဆောင်ရွက်နေပါတယ်။သူ့ရဲ့ရည်မှန်းချက်ကတော့မြန်မာစီးပွားရေးကိုနိုင်ငံတကာအဆင့်မီဖြစ်အောင်ဆက်လက်ဦးဆောင်သွားဖို့ပဲဖြစ်ပါတယ်။သူ့ရဲ့အောင်မြင်မှုလမ်းကြောင်းဟာမြန်မာနိုင်ငံကလုပ်ငန်းရှင်မျိုးဆက်သစ်တွေအတွက်ဇွဲလုံးလောက်ရိယရှိမဖြစ်နိုင်တာမရှိဘူးဆိုတဲ့အကောင်းဆုံးသင်ခန်းစာတစ်ခုကိုပေးနေပါတယ်။ဒီဗီဒီယိုကြည့်ပြီးတော့မိမိတို့စိတ်ခွန်အားတစ်စုံတစ်ခုရရှိမယ်လို့မျှော်လင့်ပါတယ်။ကြည့်ရှုပေးတဲ့အတွက်အားလုံးကျေးဇူးတင်ပါတယ်။နောက်ထပ်စိတ်ဝင်စားစရာအကြောင်းအရာတွေကိုသိရှိချင်နေဆိုရင်တော့ကျွန်တော်ရဲ့ account လေးကို like and follow လုပ်ပါပေးကြပါ။နောက်ထပ်စိတ်ဝင်စားတဲ့အကြောင်းအရာတွေရှိရင်လည်း comment မှာရေးသွားပြီးလို့ရပါတယ်။အားလုံးနောက်ထပ်ဗီဒီယိုမှာတွေ့ရမယ်။ကျေးဇူးတင်ပါတယ်။